အလောင်းပဲမင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်ပန်ကာတစ်လုံးရလာတယ်ပေါ့နော်ဒီပန်ကာလေးပါဒီမှာဒါဟာတတိတွေပါနော်ဟာတတိပန်ကာလေးပါဒီကောင်သူကပြန်ခိုင်းထားပါတယ်ဒီပန်ကာကသူပိုင်ရှင်ကပြောတာပေါ့နော်ဖွင့်ထားတာဒီတိုင်းပဲသူကဟိုရက်သွားတာပေါ့နော်ဘာဖြစ်လဲမသိဘူးပေါ့ကျွန်တော်လာပြန်ခိုင်းတော့ကျွန်တော်ဖွင့်ကြည့်တော့ပန်ကာနဲ့ရောင်းတယ်ပေါ့နော်ကျွန်တော်ဝင်ရိုးတွေပါကန်ကြည့်တာဝင်ရိုးနဲ့ကြက်တယ်ပေါ့နော်ကြက်ပဲမှကျွန်တော်လှည့်လို့ရတယ်မှာနည်းနည်းတော့လှည့်လို့ရတယ်မှာတအားလေးတယ်ပေါ့နော်ဒါကျွန်တော်ချင်းတွေပါတယ်ဖြုတ်ထားပြီးသွားပြီပေါ့နော်ဒီမှာသူချင်းတွေပန်ကာရွက်တွေကျွန်တော်ဖြုတ်ပြီးသွားပြီဒါတကယ်ချင်းတို့ပြဖို့တော့ကျွန်တော်ဗီဒီယိုရိုက်ပေးတာဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုမတင်ရတာကြာပြီဟုတ်ကဲ့ပါတကယ်ချင်းတို့ကျွန်တော်တို့လိုက်ကြည့်အောင်နော်ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီမှာတကယ်ချင်းတို့ပြပေးအောင်နော်ဒီမှာပုံမှန်ဆိုရင်ကျွန်တော်ဒီလိုလက်နဲ့အချိန်နဲ့လှည့်လိုက်တာနဲ့သူကလဲရမှာနော်အခုကသူချက်ချင်းရက်သွားတာဟုတ်လားဒါကြောင့်မလို့သူကမယုံနိုင်မနဲ့လေးသွားတဲ့သဘောရှိတယ်နော်ဒါဒီထဲက boot ကဟိုဟာတခုဖြစ်နေပြီပေါ့နော်ကျွန်တော်ဒီထဲက boot ကိုဖြုတ်ပြီးတော့တန့်ရှင်းလောက်ရမယ်ပြီးရင်လဲတဲ့ရင်တော့လဲရမှာနော်ဒီတော့လဲကြမလို့ဆိုရင်လည်းကျွန်တော်တန့်ရှင်းလောက်ပြီးတော့စီးရပါပြန်ထည့်ပြီးတော့ပြန်တောင်းကြည့်ရင်ပေါ့နော်ရမလားဒါဆိုရင်ကျွန်တော်မူလီတွေဖြုတ်ကြည့်လိုက်မယ်နော်ဒီမှာမူလီ3လုံးရှိတယ်ဒါကိုကျွန်တော်ဖြုတ်ထုတ်လိုက်โอเคဖြုတ်ထုတ်လိုက်ဒါလေးကိုဒီကျွန်တော်တေချာထားတာပေါ့နော်မပြောင်းပြီးပါရင်ကျွန်တော်ဒီမှာဒီဘောအကောင်လေးနဲ့ဖြုတ်ဒီဟာကြတော့မူလီနဲ့ဆိုတော့ကျွန်တော်မူလီနဲ့ဖြုတ်လို့ရအောင်နော်တချို့ဟာတွေကြတော့ဒီတိုင်းဟိုဟာကလစ်လေးနဲ့ဆိုရင်ကျွန်တော်နည်းနည်းခွာပြီးတော့စောက်ပြီးတော့ဆွဲထုတ်လိုက်ထွက်တယ်နော်ပြီးသွားရင်ဒီနောက်မှာကျွန်တော်ဒီအကောင်လေးကိုကလော်ထုတ်လိုက်ဒီမှာမူလီလေးတစ်လုံးရှိတယ်ဒီကောင်ကိုဖြုတ်โอเคဒါဆိုရင်ထွက်လာပြီပေါ့နော်ဒီကလစ်လေးကိုကျွန်တော်ဖြုတ်ရမှာဖြစ်တယ်နော်ဒီကလစ်လေးကိုကလစ်လေးကိုဖြုတ်ထုတ်ရမယ်ကျွန်တော်ပန်ကာကိုလဲချလိုက်ချပြီးသွားရင်တော့ကျွန်တော်ဒီကလစ်ကိုကျွန်တော်ရိုက်ထုတ်လိုက်မယ်နော်အသားလေးပဲရိုက်လိုက်โอเคဒီလိုရိုက်ပြီးသွားရင်တော့ကျွန်တော်နှစ်လက်မတန်လေးရှိရင်တော့တန်လေးနဲ့စိုက်ပြီးတော့ရိုက်လိုက်ပါတော့သူထွက်သွားလိုက်မယ်ထွက်သွားပြီโอเคရပါတယ်ကလေးလေးထွက်လာပြီเนาะပြီးရင်ကျွန်တော်ပြန်ထောင်လိုက်ပြီးသွားရင်ကျွန်တော်တေချာကြည့်ပါဒီမှာဒီဝင်ရိုးကိုကျွန်တော်လှည့်ကြည့်တာတွေ့လားအထက်က boot လုံးမှာလိုက်လဲနေတွေ့လားဒီ boot လုံးမှာလိုက်လဲနေဒါဆိုရင်ဒီ boot လုံးမှာသူကအတေဟိုဟာကြက်ပြီးတော့တေသွားပြီပေါ့နော်မှန်ဆိုရင်ဒီ boot လုံးမလဲရဘူးဟိုဟာပန်ဝင်ရိုးပဲလဲရမှာနော်ဒီမှာကြည့်တရားကြည့်တော့အဲ့လိုလှည့်ကြည့်ခုလုံးလိုက်လဲနေဒါဆိုရင်မကောင်းတော့ကျွန်တော်ဖြုတ်ပြီးတန့်ရှင်းလောက်ရမယ်နော်โอเคကျွန်တော်ဖြုတ်လိုက်အောင်ကျိုးလေးကိုအရင်ဖြတ်လိုက်နော်ပြီးတော့ရင်ကျွန်တော်ဒီနောက်ကဟာလေးတွေအကုန်ဖြုတ်မယ်ပြန်ပေါ်ကပစီတာလည်းဖြုတ်မယ်ဒီနောက်မှာမူလီ3လုံးရှိတယ်ဒီကောင်လည်းဖြုတ်โอเคဒါဆိုရင်ဒီနောက်ကောင်လေးထွက်လာပြီအလုံးဖြုတ်ပြီးမှကျွန်တော်မော်တာကိုဖြုတ်အောင်ဖြစ်ပါတယ်မော်တာဖြုတ်တဲ့အခါသတိထားပါနော်ကျိုးတွေပါပြတ်တတ်တယ်โอเคဒီမှာမူလီရှိတယ်ဒီကောင်ကိုဖြုတ်ထုတ်လိုက်ဒီလေးလုံးပေါ့နော်โอเคဒါအနောက်ဖုံးလေးထွက်လာပြီပေါ့နော်ပြီးရင်ကျွန်တော်ဝင်ရိုးဆွဲထုတ်လို့တော့မရအောင်နော်ဆွဲထုတ်မရရင်ကျွန်တော်ဝင်ရိုးနဲ့ boot နဲ့တော်တော်ကြက်သွားတယ်ဆွဲလို့တော့မရတော့โอเคဒါဆိုရင်ကျွန်တော်အောက်ကကြိုးလေးကိုတေချာကင်ပြီးတော့ဖြုတ်ထုတ်ရမယ်နော်ဒီမှာဒီအောက်ကကြိုးလေးပေါ့နော်အရှည်နဲ့မျက်ရှည်အောင်ဆွဲထုတ်ပါဒီကြိုးလေးကိုโอเคပြီးရင်ကျွန်တော်မော်တာကိုဖြည်းဖြည်းချင်းမှထုတ်ပါပွိုင်တော့ပေါ့နော်မော်တာမဟုတ်ဖြ
ပြေးချင်းမှထောက်ပါဝိုင်ကျိုးပြတ်တတ်တယ်ပေါ့နော်တတိထားကျိုးအထဲတွန်းထဲပေါ့နော်ဝိုင်တောင်းကိုဘာနဲ့မှမထိခိုက်နဲ့ပေါ့နော်တေချာလေးထားတော့ဝိုင်တောင်းကိုဖျောက်လို့ရပါတယ်ဆိုတော့ကျွန်တော်ပန်ကာကိုလဲချလိုက်နော်လဲချပြီးမှဒီဝင်ရိုးထောက်ရမှာပေါ့နော်ကျွန်တော်လဲချပြီးသွားရင်ဝင်ရိုးထောက်ရမှာဝင်ရိုးအားရပါရတာဆွဲထောက်လိုက်โอเคထွက်လာနော်အကျဝင်ရိုးမှာမက်ကတူးနေတယ်လားဝင်ရိုးကမက်ကတူးနေတယ်ကျွန်တော်ဝင်ရိုးတောက်ကြည့်လိုက်ဝင်ရိုးမှာတော်ကြီးကိုမဲနေတဲ့အရာတွေ့ရနော်ဝင်ရိုးလဲပေါ်ဝင်ရိုးအပူမရှိသေးဘူးဒီမှာဒီအထဲက boot ကတော်တော်ကြီးကိုခြောင်နေပြီနော်ကျွန်တော်ဒီ boot ကိုတန့်ရှင်းပြန်လောက်ပြရအောင်နော်ဒီ boot ထောက်ဖို့အတွက်ကျွန်တော်ပလတ်နှံလိုက်ဒီမှာကလစ်၄ခုရှိတယ်ပေါ့နော်ဒီကလစ်၄ခုကိုကျွန်တော်ဘလော့တင်လိုက်โอเคခုတော့သူဟာပါပြီဆိုရင်ကျွန်တော်ဒီလို player အချုံလေးယူပြီးတော့ဖျောက်လိုက်ပါတော့ဖျောက်ပြီးရင်ကျွန်တော်ခောက်ထုတ်လို့ရတယ်နော်ပြီးရင်ကျွန်တော်ဒါလေးပလက်ဆန်လိုက်ပါခုလေးထွက်လိုက်ပါနော်ဒီမှာညက်ပနေရတယ်လားဒီမှာသူ့ရဲ့ဘုတ်လေးပေါ့နော်ဒီမှာကောလီအလုံးလေးပေါ့ဒီကောင်ကိုကျွန်တော်တန့်ရှင်းလုပ်ပေးလိုက်โอเคဒီထဲမှာလည်းတေချာတောက်လိုက်နော်တောက်ပြီးတော့ရင်ဒီထဲမှာနောက်တစ်ပြားရှိတယ်နော်ဒီကောင်နဲ့တေချာတောက်ဒီအပြားလေးကိုတေချာတောက်ကျွန်တော်မှာအသစ်ရှိတဲ့အတွက်ကျွန်တော်အသစ်ပဲလဲပေးလိုက်မယ်နော်ကျွန်တော်တောက်ပြီးသွားရင်ဒီကောင်ကိုပြန်ပြီးတော့ဖျောက်ထားလိုက်နော်ဒီ boot လောင်းကကြက်နေမှာဝင်ရောကလည်းဟိုအဆင်ပြေမှာပေါ့နော်ဒါတော့ကျွန်တော်ဒီလိုမထောက်ဘဲနဲ့အစီပဲထပ်ထည့်မယ်ဆိုရင်ခဏပဲခံမှာနော်ထောက်ရမှာโอเคဒီကောင်လေးပယ်ဆောင်းနေလဲကျွန်တော်ပြန်ဖြောက်ပေးရအောင်ဒီခွက်လေးဒီမှာဒီအထဲမှာကြီးတွေရှိသေးလားတေချာလေးတောက်ပါဘေးမရှိတော့ဘူးပြောင်းသွားပြီဆိုရင်ကျွန်တော်ကော်လီအစ်စ်ယူလိုက်မယ်နော်အရောင်နဲ့ဒီကော်လီအစ်စ်လေးကိုပဲကျွန်တော်ထည့်လိုက်မယ်နော်ဒီကောင်ထည့်လိုက်ပြီးရင်စီခံတဲ့ဖောက်ကွင်းကိုလည်းကျွန်တော်လဲပေးရအောင်နော်ဒီမှာညစ်ပတ်နေကျွန်တော်ဒီဖောက်ကွင်းမလဲရင်လည်းသူကအဲ့ကြီးတွေပြန်ကတ်လာမယ်နော်ဒီဖောက်ကွင်းကိုကျွန်တော်အစ်စ်လဲမှန်နော်ဖောက်ကွင်းအစ်စ်ပေါ့နော်နည်းနည်းတော့ကြီးတယ်ဒါပေမဲ့ဒီတိုင်းပဲထည့်ချလိုက်ဒီမှာထည့်ချမယ်အပေါ်ကနေစီထည့်မယ်နော်โอเคကျွန်တော်စီအဝတ်ဆုပ်မယ်နော်โอเคစီဆုပ်ပြီးသွားရင်ကျွန်တော်ဖုံးမယ်ဒီဖုံးပဲပြန်ထည့်ပြီးသွားရင်ဒီကောင်ဒီတိုင်းလေးပဲပြန်ထည့်တာနော်ဒီတိုင်းလေးပဲဒီတိုင်းပဲကင်ပြီးတော့ထည့်ပါနော်โอเคပြီးရင်ကျွန်တော်အထိန်ကိုဒီကောင်နဲ့ထိန်လက်နဲ့အရင်ဖိတာပါလက်နဲ့အရင်ဖိပြီးတော့အောက်ထည့်ပြီးရင်ဒီကောင်ပေါ်နေဖောင်းထည့်ပါပြီးရင်ကျွန်တော်ကြက်အောင်လှည့်ပေးမယ်နော်ဒီနေရာဝင်တော့ကြက်သွားပြီဆိုရင်တော့သူကလေးကိုသူ့နေရာတိုင်းပဲပြန်ပြီးတော့ရိုက်ထည့်လိုက်โอเคဒီလောက်ဆိုရပြီပေါ့နော်ဒီကောင်လေးကိုပြန်ဖြုတ်လို့ရတယ်ကျွန်တော်ချက်မကြက်သေးချင်ကျွန်တော်ဒီကောင်ဒီလိုလေးရွှေ့ကြည့်လိုက်ကြက်သွားပြီပြန်ထည့်လို့ရပြီပေါ့နော်ပြီးရင်အနောက်ကအလုံးပေါ့နော်အနောက်ကလုံးလဲကျွန်တော်ဒီချာလေးပြန်ပြီးတော့တန့်ရှင်းလုပ်ပေးလိုက်နောက်ကဟာတော့ကျွန်တော်စီထည့်လိုက်ရပြီထင်တယ်နော်ကျွန်တော်โอเคကလုံးထည့်ပြီးသွားရင်ကျွန်တော်ပန်ကာကိုပြန်ထောင်လိုက်ပြီးသွားရင်ကျွန်တော်ပြန်တက်ကြည့်ကွိုင်တော့တေချာကိုင်ပေါ့နော်ပြုတ်မကြအောင်ပြီးသွားရင်ကျွန်တော်မူလီမှာဒီကော်လီမှာလည်းစီလေးနည်းနည်းထည့်လိုက်ပြီးရင်ဝင်ရုံးမှာကျွန်တော်စီထည့်ကြည့်ပြီးကျွန်တော်ထိုးပြီးတော့ဆန်းကြည့်နော်ပြေလာလို့โอเคဒီလောက်ဆိုရင်အဆင်ပြေပြီပေါ့နော်ကျွန်တော်ဒီဝင်ရုံးမှာစီရင်စွတ်ကြည့်နော်ပြီးရင်ကျွန်တော်ဒီအပေါက်နှစ်ပေါက်ရှိတဲ့ကောင်ဟိုဘက်ထားပေါ့နော်ဟိုဘက်ထားပြီးတော့ကျွန်တော်ထည့်ပြီးတော့မူလီကျက်လို့ရတယ်ဒီချာလေးချက်ပါချက်ပြီးသွားရှင်တော့ပေါ်အောက်ခောက်ကြည့်โอเคပြီးရင်ကျွန်တော်လှည့်ကြည့်ရင်ပေါ့နော်โอเคချောရဆိုတော့
ကျွန်တော်ပြန်တက်တော့အပေါ်ကကလစ်လေးပြန်တက်မှာနော်ကလစ်လေးကြတော့ဒီတိုင်းပဲခောက်ထိုင်လိုက်နော်โอเคကျွန်တော်လှည့်ကြည့်အဆင်ပြေပြီးရင်အခြေရောနောက်အောင်ကျွန်တော်လှည့်ကြည့်ဟိုပေါ့နေတယ်လားပြီးရင်ကျွန်တော်ပြန်တက်မှာပြီးရင် capacitor ပြန်တက်မှာโอเคရပြီเนาะဒါဆိုရင်ကျွန်တော်အဖုံးနဲ့အကောင်လုံးပြန်တက်ပြီးပါရင်ကျွန်တော်ပြန်ဖွင့်ပြအောင်เนาะဟုတ်ကဲ့ပါခုဆိုရင်ကျွန်တော်ပြန်အကောင်လုံးပြန်တက်လုပ်ပြီးပါပြီပေါ့เนาะဟုတ်เนาะနံပါတ်1ပေါ့เนาะဒါလဲဝိုင်းနံပါတ်1နံပါတ်2နံပါတ်3ဟုတ်ကဲ့ပါဒီနေ့ပန်ကာလေးပြင်လာတော့အောင်မြင်သွားပါပြီပေါ့နော်ကျွန်တော်ရှယ်ပဲအတားလေးမျိုးစားလေးပါဟုတ်လားဖေးတယ်ပါဒါဆိုပုံမှန်တောင်းလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါတကယ်ချင်းတို့ပန်ကာဒီလိုမျိုးဖြစ်တယ်ဆိုရင်ကျွန်တော်ပြင်တဲ့အတိုင်းလိုက်ပြီးတော့လုပ်ကြည့်ပါကျွန်တော်နောက်ထပ်ဗီဒီယိုလေးတင်တဲ့ခါကျရင်သိရဖို့အတွက်ကျွန်တော် channel လေးကိုsubscribe လေးလုပ်တာပဲပုံမိတ်နေပေါ့နော်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးဒီလောက်ပါပဲเนาะတကယ်ချင်းတော့ဘူးတူတာလေးအနေနဲ့လာပြီးတော့ပြပေးတာပါเนาะဒါကြီးကျွမ်းကျင်တာတော့မဟုတ်ပါဘူးပေါ့เนาะကျွန်တော်လည်းတက်တလောက်လေးပြပေးတာပါအရင်ကျွန်တော်တင်ထားတဲ့ဗီဒီယိုလေးလည်းရှိပါတယ်မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ဗီဒီယိုအဆုံးမှာကျွန်တော်ထည့်ပေးထားပါမယ်เนาะဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်အားပေးတဲ့အတွက် bye bye